လူတိုင်းအတွက်အမှန်တရားဆိုတာပြောတဲ့အတိုင်းလုပ်တဲ့အတိုင်းအကျိုးဖြစ်ထွန်းတာကိုအမှန်တရားလို့ခေါ်တယ်လောကလူတွေမှာပြောတာကတစ်မျိုးလုပ်တာကတစ်မျိုးလို့မကန့်ရတာတွေလည်းရှိတယ်ပေါ့ပြောတဲ့အတိုင်းဖြစ်မှအမှန်တရားလို့ခေါ်ပြောတဲ့အတိုင်းမဟုတ်လို့ရှိရင်အမှန်တရားလို့မခေါ်နိုင်ဘူးပေါ့ဒါပြင်အမှန်တရားဆိုတာဘယ်မှာရှိတာလဲဆိုတော့လူတိုင်းရဲ့ရှင်ထဲမှာရှိတယ်လို့ပြောမှာဖြစ်တယ်အဲ့ဒီအမှန်တရားကိုအမှန်တရားပါလို့ဆုံးမဟောကြားပေးတဲ့အသိပညာထက်မြက်တဲ့ပုဂ္ဂိုလ်သူများတွေဘုရားဘာသာဝင်တို့ရဲ့ဖို့ဘုရားမြတ်စွာကအမှန်တရားဆိုပြီးတော့ဟောကြားခဲ့တာဖြစ်တယ်တခြားဘာသာတွေမှာလည်းပဲသူတို့ယုံကြည်ရကိုးကွယ်ရအမှန်တရားလို့ယူဆတာတွေမရှိဘူးမဟုတ်ရှိတယ်မပြောဘူးလည်းမဟုတ်ဘူးပြောကြတယ်သို့သောအမှန်တရားဟုတ်သည်မဟုတ်သည်ဆိုတာအပြောနဲ့မဆုံးဖြတ်ရပဲနဲ့လက်တွေ့အကျိုးပေါ်လာတဲ့အခါမှာအမှန်တရားဆိုသိမှဖြစ်တယ်ပေါ့နော်ပြောတဲ့အတိုင်းဖြစ်ရင်တော့အမှန်တရားလို့ပြောရမှာပြောတဲ့အတိုင်းမဖြစ်ဘူးဆိုရင်တော့အမှန်တရားမဟုတ်ဘူးမြတ်စွာဘုရားဟောကြားတဲ့အမှန်တရားဆိုတာလူတိုင်းကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာရှာတွေ့နိုင်တဲ့တရားတွေချစ်ပဲကောလူသားတွေမှာပင်ကိုကအည်ချင်းတွေရှိတယ်အခုစဉ်းစားကြည့်တယ်အာကစားလောကကိုပဲကိုသိတာတဲ့ထင်ရှားတဲ့ဟာတစ်ခုကြည့်ပေါ့လူတိုင်းဟာစွမ်းရည်တတိရှိကြတာမဟုတ်ဘူးတကယ်လေ့ကျင့်တဲ့အခါမှာစွမ်းရည်တတိတွေရလာတယ်ဆိုတာဓမ္မထင်ရှားတယ်အဲ့ဒီစွမ်းရည်တတိဟာအပြင်ကလာတာလားအတွင်းမှာရှိတာလားလို့ဆိုရင်အတွင်းမှာရှိတာအတွင်းမှာရှိတဲ့စွမ်းရည်တတိကိုမြင့်တင်ပေးရတာဖြစ်တယ်ရှိပြီးသားစွမ်းရည်တတိကိုမြင့်တင်ပေးရကိုယ့်ရဲ့ကိုယ်ကာယခွန်အားဗလာရှိကြသူဖြစ်တော်လည်းပဲစနစ်တကျလေ့ကျင့်မထားတဲ့ပုဂ္ဂိုလ်ဟာဝိမတဲ့နေရာမှာလေးပင်တာကိုမနိုင်မှာမဟုတ်ဘူးလေ့ကျင့်လိုက်မယ်ဆိုလို့ရှိရင်လေးပင်တာတွေကိုမနိုင်တဲ့အနေအထားထို့တူပဲအာကစားမှာပြေးခုံပြစ်ဆိုတာတွေပြေးနိုင်တယ်ဆိုတာလည်းပဲလေ့ကျင့်ထားတဲ့ပုဂ္ဂိုလ်တွေဟာပြေးနိုင်တာပဲဖြစ်တယ်အဲ့တော့ဒီလေ့ကျင့်တယ်ဆိုတာဘယ်ဟာကလေ့ကျင့်တာတော့ဆိုကိုယ်ခန္ဓာကိုယ်ထဲမှာရှိတာပဲလေ့ကျင့်ကိုယ်ကာယကိုလေ့ကျင့်တော့ physical exercise ဒါလောက်ရတာအဲ့ကြတော့မှကာယရဲ့တန်ဆွမ်းမှုရထို့တူပဲတစ်ဖက်က mental exercise စိတ်ပိုင်းဆိုင်ရာမှာလည်းပဲကြံ့ခိုင်တဲ့စိတ်ဓာတ်ရရှိဖို့ရအတွက်ကိုယ်ရင်ထဲမှာရှိတဲ့မွေးရပါစိတ်ကိုခြေခံပြီးတော့လေ့ကျင့်ရမှာပဲဖြစ်တယ်အဲ့ဒီလေ့ကျင့်မှုဟာအရေးကြီးဆုံးဘယ်ရပဲဖြစ်လေ့ကျင့်မှုကင်းပြီးတော့အောင်မြင်တယ်ဆိုတာမရှိဘူးစဉ်းစားကြည့်လေဘုန်းကြီးတို့တွေလူဘဝရလာကြတယ်ရလာတဲ့အခါမှာလူသားတယောက်အနေနဲ့မွေးဖွားလာပြီးတဲ့နောက်ဘာလို့အသိပညာတတ်ဖို့စာသင်ကျောင်းပို့ကြတယ်မိဘတွေကစာသင်ကျောင်းပို့ပြီးတော့ပညာရည်စွမ်းအားတွေထက်လာအောင်သင်ကြားခြင်းလေ့လာခြင်းဆိုတာလုပ်ရတယ်ကျောင်းမနေခဲ့ဘူးဆိုလို့ရှိရင်
စာတောင်ဖတ်တတ်မှာမဟုတ်ဘူးပေါ့အဲ့တော့စာမဖတ်တတ်ဘူးဆိုတာစာဖတ်တတ်တယ်စာမဖတ်တတ်ဘူးစာတတ်တယ်စာမတတ်ဘူးဆိုတာတွေကကိုပင်ကိုရည်ချင်းကိုမြင့်တင်မပေးဘူးဆိုလို့ရှိရင်အများဖတ်တတ်တဲ့စာကိုပဲကိုယ်ကဖတ်တတ်မှာမဟုတ်ဘူးရည်ချင်းကိုမြင့်တင်ပေးလိုက်လို့ရှိရင်ကိုယ်စာတွေမကဘူးတခြားလူမျိုးတွေရဲ့စာပေဥပဖတ်ရှုလေ့လာနိုင်တဲ့အနေအထားမျိုးရောက်လေ့ကျင့်သင်ကြားမှုဟာကိုယ်မှာအခြေခံအားဖြင့်ရှိတဲ့ပညာစွမ်းအားကိုတိုးတက်မြင့်မားအောင်လုပ်ခြင်းသာလည်းဖြစ်တယ်ပြင်ဘက်ကလာပေးတာမဟုတ်ဘူးကိုယ့်အကိုလေ့ကျင့်တာရတယ်သင်လို့တတ်လာတယ်ဆိုတာအတွင်းနဲ့အပြင်ပေါင်းစပ်ပေးတာပဲဖြစ်တယ်အပြင်ကလမ်းညွှန်မှုပြုတာအတွင်းကလက်တွေ့လေ့ကျင့်တာ internet condition နဲ့ external condition အပြင်နဲ့အကြောင်းနှစ်ခုပေါင်းစပ်မှကောင်းမြတ်တဲ့ရလဒ်တစ်ခုရတယ်ဆိုစဉ်းစားကြည့်လေလူတွေနေ့စဉ်အစာစားနေတာကိုယ့်ရဲ့ခန္ဓာကိုယ်အတွင်းကလည်းပဲကျန်းမာရေးကောင်းတယ် organ တွေကအကုန်ကောင်းတယ်လူရဲ့ကလေးစားတွေကဘာမှမဖြစ်ဘူးပြင်ဘက်ကလည်းပဲအားရှိတဲ့အစာစားတယ်ဟောအပြင်ကအစာအတွင်းကအစာကိုလက်ခံနိုင်စွမ်းရှိတဲ့အရာတွေနှစ်ခုပေါင်းလိုက်ပြီဆိုတဲ့အခါကျလူတွေဟာအင်အားပြည့်လာကြတာနော်ဘလောက်ပဲအင်အားကောင်းနေနေအစာဖြတ်ထားလိုက်ပဲဆိုရင်အင်အားတွေရောသွားနိုင်တယ်လေအပြင်ကကုညီမှုမရှိဘူးဆိုရင်အစာပြတ်ရေငတ်အားပြတ်သွားနိုင်ပြင်ဘက်ကအစာတွေဘလောက်စားအတွင်းကကျန်းမာရေးမကောင်းမှုဆိုတဲ့အခါကျတော့လေအားမဖြစ်ပြန်ဘူးအတွင်းကောင်းအပြင်ကောင်းနှစ်ခုပေါင်းစပ်မှကောင်းမြတ်တဲ့ရလဒ်တစ်ခုရတယ်ဆိုတာထင်ရှားတယ်ဘယ်အရာပဲဖြစ်ဖြစ်ဒီပုံစံကိုမှတ်သားဒါဟာလက်တွေ့သိလို့ရတာဖြစ်သောကြောင့်အမှန်တရားပဲဖြစ်တယ်ကိုသိနိုင်တဲ့အမှန်တရားကိုကြော်ပြီးတခြားအမှန်တရားကိုရှာဖို့မရှိဘူးနော်ကိုယ့်ရဲ့အသိဉာဏ်နဲ့သိနိုင်တဲ့အမှန်တရားပြင်အခြားအမှန်တရားဆိုတာရှာလို့ရမှာမဟုတ်ဘူးသို့တော့အမှန်တရားကိုသိဖို့အတွက်သင်ကြားမှုဆိုတာတော့လာရမှာပဲဖြစ်တယ်သင်ယူခြင်းသင်ကြားတယ်ဆိုတာဘာနဲ့သင်ကြားလူတွေမှာနားနဲ့မျက်စိနှစ်ခုရှိတယ်မျက်စိကိုအသုံးချပြီးတော့သင်ကြားလို့ရတယ်နားကိုအသုံးချပြီးတော့သင်ကြားလို့ရတယ်မျက်စိနဲ့နားကနေဝင်လာတဲ့မြင်ရတဲ့အစင်ကြားရတဲ့အသံတွေကိုကိုယ်ပိုင်ကိုယ်တဏ္ဍမှာရှိတဲ့စဉ်းစားဉာဏ်နဲ့ပေါင်းစပ်လိုက်တဲ့အခါမှာကောင်းမြတ်တဲ့ရလဒ်တစ်ခုထွက်လာမျက်စိကတော့မြင်ပါရဲ့နားကလည်းကြားပါရဲ့အတွင်းထဲမှာအသိဉာဏ်စဉ်းစားဉာဏ်မသုံးဘူးဆိုလို့ရှိရင်လေအမြင်နဲ့အကြားဟာဘာမှကိုယ့်အတွက်တန်ဖိုးလို့ဖြစ်လာမှာမဟုတ်ဘူးပေါ့နော်တန်ဖိုးတစ်ခုအနေနဲ့ဖြစ်မလားဆိုလိုတာကဘယ်အရာပဲဖြစ်ဖြစ်အတွင်းနဲ့အပြင်နှစ်ခုပေါင်းစပ်ရမယ်လို့နှစ်ခုစလုံးကောင်းမြတ်ပြီးဆိုတဲ့အခါကျမှပေါင်းစပ်တဲ့အင်အားနဲ့အမှန်တရားဆိုတာသိရှိနားလည်ရတာဖြစ်တယ်အဲ့ဒီပဲအပြင်ကကုညီတာကခိုက်လိုက်ပေးတာတို့လမ်းညွှန်မှုပြုတာတို့ဒါအပြင်ကအကြောင်းလက်တွေ့လှုပ်ဆောင်ရတာလိုက်နာဆောင်ရတာကအတွင်းအကြောင်းဆိုပါစို့နေမကောင်းထိုင်မသာဖြစ်လို့သမားတော်စီသွားတယ်ဘလို့ယုံကြည်ချက်နဲ့သွားတာလဲဆိုရင်ကိုခံစားနေရတဲ့ယောဂဘယ်ဆေးတောက်ရင်ပျောက်တယ်မပျောက်ဘူးဆိုတာသိချင်တယ်ဘယ်စားနဲ့တဲ့တယ်မတဲ့ဘူးဆိုတာကိုမသိဘူးမသိလို့ကျွမ်းကျင်တဲ့သမားတော်စီကိုသွားတဲ့အခါမှာ
တမတော်ကဒီယောဂဘာကြောင့်ဖြစ်တယ်ဆိုတော့ယောဂရဲ့အကြောင်းကိုရှာပြတယ်ပြီးတဲ့အခါဘယ်ဆေးတောက်ရင်ပျောက်တယ်လို့ဘယ်အစားအစာဟာမတည့်ဘူးဘယ်အစားအစာဟာတည့်တယ်ရှောင်ရမှနဲ့ဆောင်ရမှတောက်ရမယ်ဆေးယောဂဖြစ်ခြင်းအကြောင်းဒါကိုပဲပြေးလိုက်တာမဟုတ်လားကိုယ်တိုင်ကအဲ့ဒီဆေးကိုမတောက်ဘူးဆိုလို့ရှိရင်ကိုယ်တဏ္ဍမှာယောဂပြောင်းမှာမဟုတ်ဘူးဒါတမာတော်ကအုံဖွားဆိုပြီးမန်းပေလို့ပျောက်တာမှမဟုတ်တာဆေးကမှယောဂကုတာပြောတော့တမာတော်ကယောဂကုတယ်လို့ပြောပြီးမြဲတမာတော်ကဆေးပဲပေးတာဘာလို့ရမလဲရှောင်ရမှနဲ့ဆောင်ရမှနှစ်ခုပဲပြောတယ်ကိုယ်တိုင်ကရှောင်ရမယ့်ဟာကိုရှောင်ခြင်းလောက်ရမယ့်ဟာကိုလှုပ်ခြင်းတောက်ရမယ့်ဆေးကိုတောက်ခြင်းဆိုတာဒီလုံးဝကုသနာမရှိမှယောဂပျောက်တယ်ဆိုတာကလေးလေးကစပြီးလူတိုင်းသိတယ်အသိပဲအဲ့ဒါအမှန်တရားပဲနော်ဒီတဲ့စဉ်းစားတတ်ရင်ဒီတဲ့နည်းနည်းတဲ့အမှန်တရားဆိုတာလာအောင်အပေါ်ယံတမန်ကြည့်လိုက်လို့ရှိရင်ကိုတွေ့သိနိုင်တဲ့အမှန်တရားကိုလက်ခံပြီးတဲ့အခါမှာထိတဲ့လေးနဲ့တဲ့အမှန်တရားမျိုးရှာမြတ်စွာဘုရားဟောတာအမှန်တရားဗုဒ္ဓလို့အမည်ပေးထားတဲ့ဘုရားဘာသာဝင်သူတော်စင်တွေနဲ့သူတော်စင်တွေကိုယ်ကြယ်လို့ပြောရတာတော့ကိုယ်ကြယ်ဆိုတာအတိပ္ပယ်ကအာကိုးတယ်ဘာအတွက်အာကိုးတာတော့မှန်တရားကိုသိဖို့အာကိုးတယ်အဆုံးအမကိုခံဖို့အာကိုးတယ်တမားတော်ကိုဘာအတွက်အာကိုးတာတော့ယောဂဖြစ်ရင်ယောဂပျောက်ဖို့ဆေးရဖို့အာကိုးတယ်ဒါအာကိုးမှုတွေပဲဗုဒ္ဓဆိုတာအမှန်တရားကိုသိသူလို့အဓိပ္ပာယ်ရတယ်အမှန်တရားကိုသိသူအဲ့ဒီအမှန်တရားကိုသိသူဆိုတဲ့အသိပညာဟာအမှန်နဲ့အမှန်ကိုဆုံးဖြတ်ချက်ပေးပြီးတော့အမှန်တရားကိုလှုပ်ဆောင်စေခြင်းအဖြစ်လမ်းညွှန်မှုဖြစ်တရားဝရရဲ့တဏ္ဍမှာလူသားတွေရဲ့တဏ္ဍမှာရှိတဲ့ဆင်းရဲဒုက္ခကိုဖယ်ရှားမြတ်စွာဘုရားကိုကိုးကွယ်တာဟာအမှန်တရားကိုသိဖို့ကိုးကွယ်တာဒီတဲ့မပိုးရအောင်နော်ဒီတဲ့ပိုးတာမဟုတ်သို့တော်လူတွေကစီမီပန်းရေချမ်းတို့နဲ့ပူဇော်ပြီးတော့ဆုတောင်းနေကြတာကတော့နတ်ကိုးကွယ်တဲ့ဘဝကလာလို့အကျင့်ကြီးပါနေတဲ့ဒီအကျင့်ကိုမဖြောင်းနိုင်လို့လုပ်နေကြတာသာဖြစ်တယ်မြတ်စွာဘုရားရဲ့ဆုံးမသွန်သင်ချက်တွေကိုကြည့်မယ်ဆိုလို့ရှိရင်ငါကိုစီမီပန်းရေချမ်းနဲ့နေစဉ်ပူဇော်ကြငါကမားစားလိုက်မယ်လို့ဘယ်တော့မှမဟောငါဟောတဲ့အတိုင်းလိုက်နာကျင့်သုံးညရှောင်ရမယ့်ဟာကိုရှောင်ညလုပ်ရမယ့်ဟာကိုလုပ်ကြတာပဲဟောတယ်နော်အဲ့ဒါကိုပဲလူတွေကသဘောမပေါက်နိုင်တဲ့အခါကျတော့ယုံကြည်အားကိုးမှုအမျိုးမျိုးနဲ့နဘူးနဆာလုပ်ပြီးတော့ဆူတောင်းနေကြတော့မယ်နတ်ကိုးကွယ်တဲ့ဘဝကပြောင်းလာတာဆိုတော့ဒီအကျင့်ကြီးကပါနေတယ်တကယ်ကတော့ဘုရားဝတ္တဝင်သူတော်စင်နေနဲ့မြတ်စွာဘုရားပါဟောတယ်လေသိဖို့အရေးကြီးတယ်သိပြီးရင်အဲ့ဒီတိုင်နေထိုင်ကျင့်သုံးမှုအဓိကကြအဲ့တော့ဘုရားကိုးကွယ်တယ်ဆိုတာမသိသေးတာသိဖို့ဘာတွေမသိတာတော့ဆိုလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာဒါခြုံငုံပြီးတော့ပြောလိုက်မယ်ဆိုရင်လောကမှာလှုပ်တဲ့နာရှိတယ်မလှုပ်တဲ့နာရှိတယ်မလှုပ်တဲ့နာကိုလှုပ်ရင်ဒုက္ခရောက်တယ်လှုပ်တဲ့နာလှုပ်မှချမ်းသာဒုက္ခရတယ်ဒါရှင်းရှင်းလေးလေအစာစားတဲ့အခါမှာတော့မစားတဲ့အစာစားတဲ့အစာနှစ်ခုရှိတာလမ်းခရီးဆိုလဲမသွားတဲ့ခရီးသွားတဲ့ခရီးနှစ်ခုရှိတာပဲเนาะ
စကားနဲ့ပတ်သက်လာလို့ရှင်လည်းမပြောသင့်တာရဲ့ပြောသင့်တာရဲ့နှစ်ခုရှိတယ်အဲ့ဒီနှစ်ခုကွဲကွဲပြားပြားသိပြီးတော့မလုံးတဲ့နာကိုရှောင်ဖို့လုံးတဲ့နာကိုလှုပ်ဆောင်ဖို့ဒါကိုအမတန်မှကျေပြတ်တဲ့အရာကိုသိဖို့အတွက်ဘုရားကိုကိုးကွယ်ဘုရားကဟောလို့ရှိရင်လည်းလုံးတဲ့နာနဲ့မလုံးတဲ့နာခွဲခြားပြီးတော့ပဲဟောတယ်ခြုံငုံပြီးတော့ပြောလိုက်တဲ့အခါဘုရားမြတ်စွာဘုရားဟောတာကိုကြည့်သဗ္ဗပပတ္တအကရဏမကောင်းတဲ့အလုပ်မှန်သမျှမလုပ်ရဘူးဒါမလုပ်ကြနဲ့ကိုယ်အောက်တန်းနောက်တန်းကြသွားစေတတ်တဲ့ဆင်းရဲစေတတ်တဲ့ကိုယ်တော့ချမ်းသာတဲ့ထင်ပြီးလှုပ်တာပေါ့အဲ့တော့မဟုတ်တဲ့မကောင်းတဲ့အလုပ်တွေကိုယ်ဒုက္ခရောက်စေတတ်တဲ့အလုပ်သူတစ်ပါးကိုဒုက္ခရောက်စေတတ်တဲ့အလုပ်မကောင်းတဲ့အလုပ်မှန်သမျှကိုမလုပ်ပါနဲ့ကုသလသုဘတမ္ပရာအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာကိုရစေနိုင်တဲ့အလုပ်မျိုးကိုလုပ်ပါတော့လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမကောင်းမှုလို့ခေါ်ကြတဲ့အကုသိုလ်မှန်သမျှမလုပ်နဲ့ကောင်းမှုလို့ခေါ်တဲ့ကုသိုလ်မှန်သမျှကိုယ်တဏ္ဍမှာဖြစ်အောင်လုပ်ဘာကြောင့်မလုံးနဲ့လို့ပြောတော့ဆိုအကုသိုလ်လုပ်ရင်သူ့ရဲ့အကျိုးသည်ဒုက္ခဝိပါကဆင်းရဲတဲ့အကျိုးပဲပေးမယ်။ဘာကြောင့်ကုသိုလ်နဲ့ကုသိုလ်ကိုလုပ်ရမလဲဆိုရင်ကုသိုလ်ရဲ့အကျိုးသည်ဒုက္ခဝိပါကကောင်းတဲ့အကျိုးကိုပေးတယ်။ကိုယ်ကလိုချင်တာကောင်းတဲ့အကျိုးကိုယ်ကလိုချင်တာဒုက္ခရတာကဒုက္ခဖြစ်နေတာမှားယွင်းတဲ့လိုရကြောင့်ပဲဖြစ်တာဖြစ်တယ်။ဒါကြောင့်မို့အမှန်တရားကိုသိဖို့ဘုရားကိုကိုးကွယ်တယ်အဲ့ဒီကိုးကွယ်မှုကြောင့်ကိုယ်မှာအမှန်တရားတွေဘယ်လောက်သိပြီလဲဘာလို့ရမှာကိုလှုပ်တဲ့နာတွေဘယ်လောက်သိပြီလဲမလှုပ်တဲ့နာတွေဘယ်လောက်သိပြီလဲဒါသိဖို့အဓိကသိပြီးတဲ့အခါမှာမလှုပ်တဲ့နာတွေကိုရှောင်မှုလှုပ်တဲ့နာတွေကိုလှုပ်ဆောင်မှုဆိုတာဒါကိုဆက်လုပ်ရမယ်တောင်းဆက်လုပ်ရမယ်တောင်းမြတ်စွာဘုရားဟောတဲ့လူတိုင်းအတွက်အမှန်တရားဆိုတာလူမျိုးမရွေးဘာသာမရွေးဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လူဆိုရင်လူသားတွေမှန်သမျှတူတူပဲယုံကြည်ချက်ချင်းတူတာမတူတာသာထားနော်ဒီမယုံကြည်တဲ့လူလဲထညက်ဆိုတာချိုးတယ်ဆိုတာဘသူစားစားချိုးမှာပဲလေငါထညက်ချိုးတယ်ဆိုတာငါမယုံဘူးစားကြည့်မယ်စားကြည့်တဲ့လူလည်းချိုးမှာမယုံဘူးလို့ပြောတဲ့လူလည်းချိုးမှာပဲယုံတယ်လို့ပြောတဲ့ပုဂ္ဂိုလ်လည်းချိုးမှာပဲဘာကြောင့်လို့ဆိုရင်သူ့ရဲ့သဘာဝကအချိုးတတ်ကိုထို့တူပဲကုသိုလ်ကောင်းမှုဟာလည်းပဲယုံသည်ဖြစ်စေမယုံသည်ဖြစ်စေဒီလမ်းကြောင်းဒီအလုပ်ကိုလုပ်ရင်ကောင်းကျိုးချမ်းသာရမှာပဲအကုသိုလ်ဆိုတဲ့အလုပ်ဟာဒုက္ခဝိပါကဆိုးကျိုးကိုပေးတာဖြစ်သောကြောင့်ဒီအလုပ်ကိုလုပ်ရင်ဗုဒ္ဓဘာသာဆိုပြီးကင်းလွတ်ခွင့်ရမှာမဟုတ်ဘူးတခြားဘာသာဆိုပို့ပြီးတော့ဒုက္ခရောက်တယ်ဆိုတာလည်းမရှိဘူးရှောင်တဲ့လူရမှာပဲမရှောင်တဲ့လူခံရမှာပဲမလို့တဲ့နာကိုလုပ်ရင်ဘယ်သူမျိုးမဆိုမလို့တဲ့နာရဲ့ဒဏ်ခတ်မှု reaction ဆိုတဲ့သဘောတရားရမိကင်မဲ့ဆိုရင်ဘယ်သူကင်ပူမှာပဲအကာအကွယ်မလုပ်ဖ ೇನೆ ကင်နဲ့ပုဂ္ဂိုလ်ရဲ့လက်လောင်မှာပဲဒါမိရဲ့သဘာဝပဲအဲ့ဒါလိုပဲအကုသိုလ်လို့ဆိုတာငါတို့ကတော့မယုံလို့ငါ့ကိုအကုသိုလ်ကအကျိုးမပေးဘူးလို့မရှိဘူးငါတော့ယုံနဲ့ယုံလို့အကုသိုလ်ကအကျိုးမပေးဘူးဆိုတာလည်းမရှိဘူးသဘာဝတရားဆိုတာတူညီသောလှုပ်ဆောင်ပေးမှုရှိတယ်ခွဲခြားတာမျိုးမရှိဘူးအမှန်တရားဆိုဒီမှာဒါကဘာလူမျိုးဒါကဘယ်ဘာသာဝင်ဒါကအမျိုးသားဒါကအမျိုးသမီးဒီလိုခွဲခြားတာမျိုးလုံးဝမရှိဘူးဘယ်သူပဲဖြစ်ဖြစ်အားလုံးဟာတူညီတဲ့အကျိုးကျေးဇူးကိုခံစားရမယ်
တူညီတဲ့ဒုက္ခကိုလည်းခံစားရမှာဖြစ်တယ်အလုတ်တူညီရင်ဒုက္ခတူညီမယ်အလုတ်တူညီကောင်းတဲ့အလုတ်ချင်းတူညီရင်ကောင်းကျိုးချမ်းသာရကြမယ်ဆိုးကျိုးကိုဖြစ်စေတတ်တဲ့မကောင်းတဲ့အလုတ်ချင်းတူညီရင်လည်းမကောင်းကျိုးရကြမယ်အမှန်တရားဆိုတာကိုယ့်ရင်ထဲမှာဖြစ်ပေါ်လာတဲ့ခဏခေတ်မှာဆိုလို့ရှိရင်အလုံးနားလဲတာနိုင်တာနဲ့ပြောမယ်ဆိုရင်ကိုလုံးတဲ့ပုံရိပ်တွေဟာကိုယ့်ရင်ထဲမှာရှိတယ်မှတ်တမ်းတင်မိသားဖြစ်သွားတယ်ညင်းဆိုလို့မရဘူးကိုယ့်ရင်ထဲကဖြစ်တဲ့အတွေးကိုယ်ပါးစပ်ကထုတ်ပြောလိုက်တဲ့အပြောကိုလုံးလိုက်လို့လုံးလိုက်တဲ့လုပ်ငန်းဒါတွေဟာ CCTV ထဲမှာပုံရိပ်ပေါ်သွားတယ်လို့ကိုယ့်ရင်ထဲမှာလည်းပဲပုံရိပ်ပေါ်သွားပြီမကောင်းရင်မကောင်းတဲ့ပုံရိပ်တွေပေါ်နေတယ်ကောင်းရင်ကောင်းတဲ့ပုံရိပ်တွေပေါ်တယ်အဲ့ဒီပုံရိပ်တွေအားလျော်စွာကောင်းကျိုးဆိုးကျိုးဆိုတာညင်းဆိုလို့မရနိုင်ဘူးနော်ညင်းဆိုလို့မရဘူးအဲ့ဒါကံကြမ္မာရဲ့သဘောတရားကံဆိုတာကိုလှုပ်တာပဲသူများလာလှုပ်တာမဟုတ်ဘူးဆိုပါစို့ကိုလှုပ်လိုက်လို့တစ်ဖက်သားမှာဒုက္ခအကြီးကျယ်ရောက်ပြီးတော့စိတ်ဆင်းရဲမှုကိုယ်ဆင်းရဲမှုတွေခံစားရတယ်ဆိုရင်ခုခေတ်ဆိုရင်ဂျင်းထဲလိုက်လို့ဟိုမှာစပ်ပူစပ်လောင်ဖြစ်သွားပြီဆိုရင်အဲ့ဒီစပ်ပူစပ်လောင်ဒီကိုယ်စီရောက်လာမှာနော်ကိုယ်စီရောက်လာမှာသိကြတယ်ကိုလုံးလိုက်တဲ့အလုပ်တစ်ခုဒီကိုယ်စီပြန်လာ reaction ဆိုတဲ့သဘောတရားကိုယ်စီပြန်လာကိုကကောင်းကျိုးလိုလားပြီးတစ်ဖက်သားကိုကူညီလိုက်လို့စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်သွားတယ်ဆိုရင်အဲ့ဒီအကျိုးတရားသည်တနေ့ကိုယ်စီပြန်လာမှာကောင်းကျိုးချမ်းသာဆိုပြန်လာဒါကဘယ်သူမှဖန်ဆင်းတာမဟုတ်ဘူးဘုရားသခင်ကဖန်ဆင်းတာလည်းမဟုတ်ဘူးတဘာဝတရားကသာလျှင်ဖြစ်တယ်ဘုန်းကြီးတို့တွေအသက်ရှင်နေကြတာတဘာဝတရားပေါ်မှာမှီပြီးအသက်ရှင်နေကြတယ်ဆိုတာထင်ရှားတယ်လေတဘာဝအစာအစာတွေတဘာဝလေးကိုရှုပြီးတော့အသက်ရှင်နေကြတာတဘာဝရေတဘာဝအစာအစာတွေတဘာဝရေကိုတောက်ရတယ်တဘာဝအစာအစာတွေစားပြီးအသက်ရှင်နေကြဒါထင်ရှားအဲ့တော့လူတိုင်းအတွက်အမှန်တရားဆိုတာလေးကိုအမှန်တရားဆိုတာကိုသစ္စာဓမ္မလို့ပြောခြင်းပြောဒီနေရာမှာပြောခြင်းတာတတ္ထမမှန်တရားသူတော်ကောင်းတွေမျက်နှိုးပြီးတော့သူတော်ကောင်းတွေရဲ့ယင်ထဲမှာဖြစ်အောင်လုပ်ရတဲ့အမှန်တရားလူတိုင်းရဲ့ယင်ထဲမှာဒါကိုဖြစ်ဖို့လိုတယ်ကိုယ့်ယင်ထဲရောက်မှကိုယ့်ရဲ့ပုံရိပ်ကကောင်းတဲ့ပုံရိပ်ဖြစ်မှာဒီတရားတွေရှိမှကောင်းတဲ့ပုံရိပ်ဆိုတာလားမကောင်းတာတွေရှိနေမကောင်းတဲ့ပုံရိပ်တွေဝင်နေမှာပဲမကောင်းတဲ့ပုံရိပ်ဆိုတာပြေးလွတ်မှာမဟုတ်ဘူးဒီပုံရိပ်ကြီးထင်းနေတယ်ဒါကြောင့်လူတိုင်းအတွက်အမှန်တရားဆိုတာဘာတွေအရေးကြီးသလဲနေ့စဉ်ဘဝမှာတို့ဘလို့နေမလဲလူဖြစ်လာပြီနေ့စဉ်ဘဝမှာဘလို့နေမလဲဆိုတာအရေးကြီးတယ်လောကလူတွေဟာလူဖြစ်လာပြီဆိုရင်စာဝတ်နေအရေးကြီးတယ်လို့ပြောကြတယ်။ဘာကြောင့်အရေးကြီးတယ်လို့ပြောတာတော့မစားရဘူးမဝရဘူးနေစရာမရှိဘူးဆိုရင်အသက်ရှင်မှာမဟုတ်ဘူးလေ။အသက်ရှင်မှုအရေးကြီးတယ်ရေးကြီးလို့အသက်ကိုထောက်ကူပြုမဲ့စားစရာနေစရာဝတ်စရာမကြမ်းမမာရင်ဆေးဝါးဆိုပစ္စည်းလေးပါလူတိုင်းရဲ့အသက်ရှင်မှုအတွက်အထောက်အကူဖြစ်တဲ့အကြောင်းတရား၄မျိုးအစာအစာအဝတ်အစားနေစရာအင်္ဂေဟာမကြမ်းမာရင်ဆေးဝါးဒါပြည့်စုံမှုအတွက်လူတွေဟာနေစနဲ့အများရုန်းကန်ပြီးတော့အလုပ်လုပ်နေကြတာဖြစ်တယ်သက်ရှိဖို့ယတ္တိဖို့အလုပ်လုပ်နေကြတယ်အဲ့ဒီထဲမှာဟုတ်ပြီအသက်ရှိဖို့စားစရာရှာရင်ဘယ်လိုရှာမလဲ
အသက်ရှည်ဖို့အတွက်ဝတ်เสียအသက်ရှည်ဖို့အတွက်နေเสียရှာတဲ့အခါဘယ်လိုရှာမလဲအဲ့ဒီရှာပုံရှာနေကြတော့ way of life မတူညီကြတော့ဘူးနော်မကောင်းတာလုပ်ပြီးရှာမလားကောင်းတဲ့လမ်းကြောင်းကရှာမလားအဲ့ဒီနှစ်ခုကွဲပြားခြားနားသွားပြီမကောင်းတဲ့လမ်းကြောင်းကသွားလို့ရှိရင်အဆိုးနဲ့တွေ့မယ်ကောင်းတဲ့လမ်းကြောင်းကသွားရင်ပြစ်ကင်းတဲ့လမ်းကြောင်းကသွားရင်ကောင်းတာတွေ့မယ်ဒါလည်းပဲသူ့ရဲ့နေချပဲတဘာဝတရားပဲဒါကြောင့်မို့ဒီအချက်မှာပစ္စည်းရှာတာဟုတ်ပြီသာဝနေရှိမှအသက်ရှင်မှဒါကြောင့်မို့သာဝနေပြည့်စုံဘယ်လိုအရေးချင်းတွေဘယ်လိုသုံးချပြီးရှာမလဲဆိုတာဒါအရေးကြီးတယ်ပေါ့အဲ့ဒါကြတော့မြတ်စွာဘုရားကလမ်းညွှန်မှုပေးတယ်လမ်းညွှန်မှုပေးပြီးတော့တရားတွေကိုလူသားတွေကိုကောင်းကျိုးချမ်းသာရအောင်လမ်းပြပေးတယ်ပြောကြတယ်မဟုတ်လားလမ်းပြကျဲလမ်းပြအလင်းဟောင်းမြတ်စွာဘုရားပြတာလမ်းလေးအဲ့တော့ပြထားတဲ့လမ်းကိုရှောက်ဖို့ကြတော့ကာယကံရှင်နဲ့ဆိုင်သွားပြီလမ်းဖောက်ပြီးရင်လမ်းပေါ်မှာမလျှောက်ဘူးဆိုရင်ဒါမလျှောက်တဲ့လူရဲ့တောင်းပဲလမ်းဖောက်ပေးတဲ့ပုဂ္ဂိုလ်ရဲ့တောင်းမဟုတ်တော့ဘူးလမ်းပြထားပြီးဆိုရင်အဲ့ဒီလမ်းကသွားဖို့ပဲအရေးကြီးတယ်အဲ့တော့တတ္ထမအမှန်တရားဆိုတာ ਨੇ ပတ်သက်ပြီးတော့တတိနဲ့ပညာကိုယ့်ရင်ထဲမှာဒီနှစ်ခုကိုသုံးချတရားပွဲလုပ်ပြီးတရားနာတယ်ဆိုတာကိုယ့်ရင်ထဲမှာရှိတဲ့တတိကိုယ်ကောင်းထဲမှာရှိတဲ့ပညာဒီနှစ်ခုကိုသုံးချတတိဆိုတာအာယုစူးစိုက်ခြင်းပညာဆိုတာအာယုစူးစိုက်မှတ်သားထားတဲ့အပေါ်မှာအမှန်အမှားကိုဆင်ញင်သုံးသပ်ကြည့်ခြင်းဟောဒီနှစ်ခုအရေးကြီးဆုံးတတိနဲ့ပညာဒီနှစ်ခုဟာအမြဲတမ်းတွဲဖက်ပြီးနေရမှာဖြစ်တယ်ပညာဥဆောင်တဲ့တတိနဲ့အကြောင်းအရာကိုမှတ်သားအောင်မှတ်မိအောင်ကြိုးစားရမယ်တတိဥဆောင်တဲ့ပညာနဲ့အဓိပ္ပာယ်ကိုနားလည်အောင်စဉ်းစားရမယ်ဒီနှစ်ခုဟာပညာသင်လည်းပဲဒီတိုင်းပဲကျောင်းနေလို့တက္ကသိုလ်ကောလိပ်ပညာသင်ပြီဆိုတဲ့အခါမှာလည်းဒီနှစ်ခုသုံးချအာယုစူးစိုက်ခြင်းဆိုတဲ့တတိသင်ယူခြင်းဆိုတဲ့ပညာအဲ့ဒီနှစ်ခုပေါင်းစပ်ထားပြီးတော့ပညာရအောင်ယူကြတာဖြစ်တယ်ပေါ့ခုလည်းပဲမြတ်စွာဘုရားဟောထားတဲ့လူတိုင်းရဲ့အတွက်အမှန်တရားဆိုတာကိုယ့်ရဲ့မွေးရပါဖြစ်တဲ့တတိပညာတွေကိုတိုးမြင့်ပေးထားပြီးတော့မမိအောင်အာယုစူးစိုက်ခြင်းမမိထားတဲ့အရာပေါ်မှာဆင်ញင်သုံးသပ်ကြည့်ခြင်းဒီနှစ်ခုနဲ့မှအသိပညာဆိုရမယ်နော်အသိပညာရအေးကောင်းပြီပထမဆုံးရှိရမယ်ကိုယ်အရေးချင်းကပါလဲလို့ဆိုတတ္ထာယုံကြည်မှု faith ယုံကြည်မှုလောကလူတွေကပြောကြတယ်ယုံကြည်မှုဆိုတာတွေကကျက်ပြန့်တယ်ဟိုလူပြောတာယုံတယ်ဒီလူပြောတာယုံတယ်ဟိုဘာသာယုံတယ်ဒီဘာသာဒါတွေယုံတယ်လို့ပြောကြတဲ့နေရာမှာဘာကိုယုံရမလဲဆိုတာပြောတဲ့အတိုင်းအကုန်လျှောက်ပြီးယုံရမှာလားဒီလိုအဓိပ္ပာယ်မျိုးမဟုတ်ဘူးယုံသင့်တာနဲ့မယုံသင့်တာနှစ်ခုရှိသေးတယ်ယုံတိုက်တဲ့အရာကိုယုံရမယ်မယုံတိုက်တဲ့အရာကိုမယုံအောင်ဘယ်အရာကိုယုံရမလဲဆိုရင်အကြောင်းနဲ့အကျိုးနဲ့လက်တွေ့ကြပြီးလက်တွေ့ဆင်ញင်သုံးသပ်ကြည့်လို့ကိုယ်တွေ့လက်တွေ့သိနိုင်တဲ့အရာမျိုးဆိုရင်ယုံရမယ်အဲ့လိုမဟုတ်ဘဲနဲ့အတွေးနဲ့မှန်းဆပြီးပြောရမျိုးတွေ
ဒါတွေအကုန်လုံးအမှန်တရားလို့ဆိုလို့မရဘူးဒီနေရာမှာတထယုံကြည်ခြင်းဆိုတာအသိဉာဏ်အမှန်တရားကိုဖော်ထုတ်ဟောတဲ့ပုဂ္ဂိုလ်ရဲ့အသိဉာဏ်ကိုယုံကြည်ရမယ်တမားတော်စီသွားတဲ့အခါမှာအဲ့ဒီတမားတော်ရဲ့စေကုသနိုင်စွမ်းအစွမ်းအည်ကိုယုံကြည်ကြတာလေယုံကြည်လို့သွားတာလေဒေါက်တာဂူဘေးစီဘယ်သူမှမသွားဘူးသူစီသွားရင်ဂူပဲရမှာမဟုတ်နော်ဒေါက်တာဂူဘေးတို့ဒေါက်တာအလောင်းစီသူတို့ဆိုတာရှိသေးတာ哦အဲ့ဒီလိုစီဘယ်သူမှမသွားဘူးလေသူကဂူပဲပေးတာဆိုတော့ကိုယ်စိတ်ထဲမှာယုံကြည်စိတ်ချရတဲ့ဆရာဝန်မျိုးစီကိုသွားတယ်အဲ့တော့ယုံကြည်စိတ်ချရမှုဆိုတာလေအရင်ယုံကြည်ရတဲ့ဟာတော့မဟုတ်သူ့ရဲ့ပညာကိုယုံကြည်တာအခုလည်းအမှန်တရားကိုဟောကြားတဲ့ပုဂ္ဂိုလ်ရဲ့အသိပညာကိုယုံကြည်တယ်အသိပညာယုံကြည်တာရဲ့တကူကိုယုံကြည်တာရဲ့နှစ်မျိုးရှိတယ်သတိထားဖို့ရဘယ်ဟာကအမှန်တရားလဲအသိပညာကိုယုံကြည်တာကအမှန်တရားလားအစွမ်းတကူကိုယုံကြည်တာကအမှန်တရားလားလို့ဆိုစဉ်းစားကြည့်အောင်လောကဘာသာမျိုးစုံမှာအစွမ်းတကူကိုယုံကြည်တဲ့ဘာသာတွေကများတယ်ဘုရားဘာသာမှာအစွမ်းတကူယုံကြည်ရမယ်လို့မဟုတ်ဘူးလူတွေကသာယုံကြည်နေကြတယ်မြတ်စွာဘုရားကအသိပညာကိုယုံကြည်ရမယ်လို့ပဲဟောတယ်ကဲအသိပညာကိုယုံကြည်တာနဲ့အစွမ်းတကူကိုယုံကြည်သူနှစ်ယောက်ဒီလူနှစ်ယောက်ရဲ့လားရာဂတိကိုကြည့်အစွမ်းတကူကိုယုံကြည်တဲ့ပုဂ္ဂိုလ်သည်အစွမ်းတကူကိုပဲမျှော်လင့်အားကိုးနေမှာဖြစ်တယ်ဘယ်နေ့ blessing ပေးမလဲဘယ်နေ့ခေါ်တော်မူမလဲဆိုတဲ့နေ့ပဲသူဆောင်အဲ့ဒီအတွက်အားကိုးတယ်ယုံကြည်တယ်လေဒါတကူတော်နဲ့ပဲနေပြန်မဆာတကူတော်နဲ့မဆာတော်မူပါဆိုမဆာမဲ့နေပဲမျှော်ပါလူတွေကအမျိုးမျိုးယုံကြည်မှုတွေရှိရလေဓာတ်လုံးလေးပြပြီးဘိုးတော်ဝိဇ္ဇာမှားတယ်ဆိုတာလဲယုံကြည်ကြတာပဲယုံနာမှအလွန်ကိုယုံကြတာသူ့လက်ကထွက်တဲ့ဂျီတောင်ရေးဖြောတောက်တယ်ဆိုတဲ့အဆင့်ထိအောင်အဲ့လောက်တည်းတော့မလုံးချနဲ့ပေါ့ဘာတကူမှမရဘူးနော်ဘာစွမ်းတတိမှယုံကြည်ပြီးစွမ်းရည်တတိမှန်သမျှကိုယ်ထဲမှာသာအပြည့်ရှိတယ်လို့သာမှတ်ထားအပြင်ဘက်ကမှအတိုင်းအတာတစ်ခုမှအပြင်မှာရှိတာတော့ရှိတယ်သို့တော့ကိုယ့်ရဲ့ရှင်ထဲကစွမ်းရည်တတိတော့ဘယ်ဟာမှမထက်ဘူးမြမလူမျိုးတွေကယုံကြည်မှုဆိုရင်အစွမ်းကိုယုံကြည်ကြတာခါတလေပြောရတယ်အဲ့တော့ယုံကြည်ပြီဆိုလို့ရှိရင်ဆရာတော်ကြီးတွေဆွမ်းဉဏ်ဟင်းဉဏ်စားရင်ပဲအခုပဲယောဂပျောက်တော့မယ်ထင်ပြီးတော့ဆွမ်းဉဏ်ဟင်းဉဏ်တောင်းစားယောဂတော့ပျောက်ချင်မှပျောက်မှာအဲ့ဆရာတော်ကြီးကယောဂရှိရင်ကိုယ်ကူးသွားမှာပဲဒါပဲရှိနော်အဲ့ဒါတွေကယုံကြည်စရာတွေမဟုတ်ဘူးလက်ခံစရာလည်းမဟုတ်ဘူးအဲ့ဒီပုံမှာအလေးနဲ့မထားကြနဲ့ဘာကုန်မှအလေးနဲ့မထားနဲ့ယုံကြည်တယ်ဆိုတာအသိဉာဏ်သီလသမာဓိပညာပဲယုံကြည်ရမယ်ဉာဏ်အဓိကမဟုတ်နော်အစွမ်းတတိလုံးဝမရှိဘူးလို့ပြောတာမဟုတ်ဘူးလူလောကမှာပြရုပ်တစ်ခုရှိတတ်တယ်ဝိဇ္ဇာတို့ဘာတို့ဆိုတာလည်းပဲထူဆန်းအောင်တော့လုပ်ပြလိုက်မယ်ဒါပဲဒီတဲ့ပုံမတတ်နိုင်ဘူးနော်ကိုယ်ကိုစွမ်းတကူတွေနဲ့ကောင်းငင်ပြန်ပြလဲသူ့ဘာသူပြန်တာပဲကိုယ်ကိုဆွဲခေါ်သွားနိုင်မှာမဟုတ်ဘူးသွားမယုံနေနဲ့များသောအားဖြင့်လူတွေကအစွမ်းတကူရှိတဲ့လူနောက်ကောက်လိုက်ပြီးယုံရတယ်အဲ့ဒီလိုယုံခြင်းအပြင်ကောင်းကျိုးတစ်စုံတည်းရမှာမဟုတ်ဘူး
တော့ကြဟိုရေမှန်းတောင်းတော့ဒီဘာတွေလှုပ်ထားမှလည်းမသိပဲနဲ့ရေပဲကိုယ်အိမ်ကရေသန့်ရေဘူးလေးပဲတောက်ပေါ့ပရိတ်ရေဆိုတာမျိုးကြတော့မြတ်စွာဘုရားရဲ့ပြိမေတ္တာဘာဝနာပွားပြီးတော့တောက်တာမျိုးကိုဆိုလိုတာမဟုတ်ဘူးနော်ရေမှန်းဆိုပြီးတော့ဘာတွေမှန်းထားမှလည်းမသိပဲနဲ့အဲ့လိုမျိုးတွေလည်းအလွန်အကျွံကြီးမယုံကြဖို့ဘယ်ဟာမှလွန်အကျွံကြီးမယုံနဲ့အကြောင်းနဲ့အကျိုးဆိုတာသူ့ဟာသူရှိတယ်မြတ်စွာဘုရားကတရားတွေရဲ့ဒုက္ခဖယ်ရှားပြီးကောင်းကျိုးချမ်းသာကိုရစေတယ်ဆိုတာတကူနဲ့မဟုတ်ဘူးဘာနဲ့လုပ်လဲဟိတိပုင္ဂတနေနာအာဟိတာစနေဝတနေနာလှုပ်တဲ့နာကိုလှုပ်ခိုင်းတယ်မလှုပ်တဲ့နာကိုရှောင်ခိုင်းတယ်ဒါပဲဟိတိအကျိုးစီးပွားကိုဖြစ်စေတတ်တဲ့ကုသိုလ်တရားတွေကိုပဝတ္တနေနာဖြစ်စေအောင်လမ်းညွှန်မှုပြခြင်းအာဟိတသနေဝတနေနာဆိုးကျိုးကိုပေးတဲ့မကောင်းမှုအကုသိုလ်တွေကရှောင်ရှားစေခြင်းဖြင့်တတ္တနံတတ္တဝတို့ရဲ့ဖယံကြရောက်လာနိုင်တဲ့ဘေးကိုတရတိဖယ်ရှားပြပါတယ်လို့ဒီလိုဆိုတာဆာမှာလဲနော်မြတ်စွာဘုရားကတရားတွေကိုကုညီဆောင်ရှောက်တယ်ဆိုတာကောင်းကျိုးချမ်းသာတွေဖြစ်စေမဲ့အလုပ်မျိုးကိုလုပ်စေတယ်ဆိုးကျိုးကိုဖြစ်စေမဲ့အလုပ်တွေကရှောင်စေတယ်ဒါပဲကိုယ့်ကိုစဉ်းစားကြည့်လေအိမ်မှာကိုမွေးထားတဲ့ကိုသားသမီးကိုတပည့်သားမီးဘာပြောလဲမင်းဒါမလုံးနဲ့ဒါလုပ်ဒါပဲပြောတာမဟုတ်လားဒါမလုံးနဲ့ဒါလုပ်မြတ်စွာဘုရားလည်းဒါပဲဟောတာပဲဒါကြောင့်မို့ယုံကြည်မှုဆိုသည့်နေရာမှာအသိဉာဏ်ကိုယုံကြည်တာဖြစ်ရမယ်အသိဉာဏ်ကိုယုံကြည်မှအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တယောက်ပြောတဲ့စကားဟာလွဲမှားမှုမရှိဘူးအစွမ်းတကူကိုသွားယုံကြည်တဲ့ပုဂ္ဂိုလ်တယောက်သည်တကုရှင်ရဲ့မမဲ့နေ့ကိုလေတမောမော့နဲ့မျောလင့်ဆောင်းစာနေမှာပဲဖြစ်တယ်လှုပ်တဲ့နာတွေကိုမလှုပ်တဲ့နာတွေကိုလှုပ်ခြင်းအဖြစ်သူ့မှာကောင်းကျိုးချမ်းသာရဖို့ခွင့်လန်းနေကုံဆုံးသွားနိုင်တယ်ပေါ့ဒါကြောင့်မို့တတ္ထယုံကြည်ခြင်းဆိုတာဘာကိုလဲအသိဉာဏ်ကိုယုံကြည်ရမယ်ဒါကိုဆိုလိုတယ်နော်အဲ့ဒါရင်ထဲနှလုံးထဲမှာအသိဉာဏ်ကိုယုံကြည်တဲ့တရားကိုယ်ရင်ထဲမှာရှိဖို့လိုတယ်တကူယုံကြည်တာမျိုးသွားမလုံးနဲ့စွမ်းတကူယုံကြည်တာကြကိုယ်စီပါကျိုးမရမှာမဟုတ်ဘူးနော်ငါပြောသည်လေးအုံသည်လေးတော့စားရင်စားမှာပေါ့အဲ့လောက်တော့နောက်တစ်ခုကဘာလို့ဆိုရင်ယုံကြည်မှုရှိပြီးတော့ကိုလှုပ်ဆောင်ရမယ့်ကိစ္စတွေနဲ့ပတ်သက်ပြီးအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကလမ်းညွှန်မှုပေးတယ်ဘာလို့ဆိုရင်မင်းမဟုတ်တာမလုပ်နဲ့မဟုတ်တာမလုပ်နဲ့မလုပ်တဲ့နာတွေမလုပ်နဲ့ဆိုမလုပ်တဲ့နာတွေကိုဆက်ဆုပ်ယုံမုန်းတဲ့အနေအထားမျိုးရအောင်ဟိရိတဲ့ရှက်ချင်းဆက်ဆုပ်ချင်းမကောင်းတဲ့အလုပ်ဆိုတာဘာလို့မကောင်းတဲ့အတွေးမကောင်းတဲ့အပြောမကောင်းတဲ့အလုပ်မကောင်းမှုဆိုတာကိုယ့်အတွက်ဆိုးကျိုးသူတော်ဘာအတွက်ဆိုးကျိုးမကောင်းမှုလို့လောကမှာသတ်မှတ်ထားတယ်မလုပ်သင့်ဘူးဆိုတဲ့အရာတွေကိုကိုယ်ကရှောင်ဖို့ပဲရှင်တဲ့နှလုံးထဲမှာဆိုးရုပ်တဲ့အလုပ်တွေအဲ့ဒါတွေကိုယ်တဏ္ဍမှာဖြစ်လာမှကိုယုံမုန်းတတ်တဲ့စိတ်မျိုးထားရမယ်အဲ့ဒါကိုဟိရိလို့ခေါ်တာစိတ်မှာဖြစ်လို့စေတသိက်တရားလို့ခေါ်တာဟိရိဆိုတာရှက်ခြင်းယုံမုန်းခြင်းဘာကိုရှင်မုန်းတာတော့မဟုတ်တာလောကမှာရှက်တယ်မဟုတ်တာလောကမှာယုံမုန်းတယ်နော်မဟုတ်တာဆိုတာဒုစရိုက်တရားတွေကာယဒုစရိုက်ဆိုတာသူများတဲ့တတ်တာသူများဥစ္စာခိုးတာသူတော်ဘာသားမယားပြစ်မှားတာဝစီဒုစရိုက်ဆိုတာလိန်ပြောတာတယောက်နဲ့တယောက်မတည့်အောင်ဂျင်းထဲတာ
ဆဲတာရေးတာ Facebook ထဲကအမနာပါတွေရေးတာဆဲကြတာနော်အကျိုးမရှိတဲ့စကားတွေသဘုတ်လေးလွင့်ပြောတာအဲ့ဒါတွေကဝစီဒုစရိုက်မနောဒုစရိုက်ဆိုတာသူများပစ္စည်းကိုယ်ပစ္စည်းဖြစ်ခြင်းနဲ့လောဘတစ်ဖက်သားကိုအကျိုးဆုပ်ယုပ်သွားအောင်တပ်ဖြတ်ညှင်းဆဲလို့တဲ့တစ်ဖက်သားပျက်စီးသွားစေလို့တဲ့စိတ်နဲ့ဒေါသနဲ့တွေးတာကံကံကြီးအကျိုးကိုညှင်းပယ်တယ်ဆိုတဲ့မှားယွင်းတဲ့အမြင်ကိုလက်ခံကျင့်သုံးတာအဲ့ဒါတွေကဒုစရိုက်တွေလို့ခေါ်တယ်အဲ့ဒီဒုစရိုက်တွေကိုကိုယ့်ရင်ထဲမှာမဖြစ်ရအောင်ကိုယ်ကဒုစရိုက်တရားတွေကိုယွမုန်းသူဖြစ်ရမယ်ထို့တူရဲ့နောက်တစ်ခုကဒါကိုယ့်ရင်ထဲမှာမဖြစ်ဖို့ကိုယ်သိက္ခာကိုထိန်းတာနောက်တစ်ခုကဩတ္တပလို့ခေါ်တယ်ဩတ္တပဆိုတာအဲ့ဒီဒုစရိုက်တွေကနေကိုယ့်ပေါ်မှာဖြစ်ပေါ်လာစေနိုင်တဲ့ဆိုးကျိုးတွေကိုမျောတွေးပြီးတော့ကြောက်တာမျောပြီးတော့ကြောက်တယ်ဆိုတာကြည့်ရလေကိုယ်အိမ်မီးလောင်မှကြောက်ကြတယ်မီးလောင်ရင်ကုန်မအောင်အဲ့တော့မီးမလောင်အောင်ဂရုစိုက်တယ်ဆိုးကျိုးဖြစ်ပေါ်စေတယ်ဆိုတာပျက်စီးမှစိုးရိမ်ကြတယ်ကြောက်ကြတယ်ထို့တူပဲကိုယ့်ရင်ထဲမှာအကုသိုလ်တရားတွေဟာဆိုးကျိုးကိုပေးမှဖြစ်သောကြောင့်ကြောက်ရတယ်ကြောက်ကမကောင်းတဲ့ပုဂ္ဂိုလ်တွေကဒိဋ္ဌိနည်းကိုကြောက်ရတယ်မကြောက်ဘဲနဲ့သွားစားလို့ရှိရင်ကြောက်ကဆေးရမယ်နောက်ဆုံးရီနဲ့ဖေးလျားနဲ့သေမယ်နော်ယောဂဆိုလဲပတည့်တဲ့အစာဆိုကြောက်ရတာအဲ့ဒါလိုပဲအကုသိုလ်ဆိုတာဆိုးကျိုးပေးတတ်တာဖြစ်သောကြောင့်ကြောက်ရတယ်အစိတ်ဆိုတာလူရဲ့အသက်ကိုအန္တရာယ်ပြုနိုင်တာဖြစ်သောကြောင့်အစိတ်ကိုလည်းကြောက်ရတယ်အစိတ်ကြောက်ရသလိုရင်ထဲမှာဖြစ်တဲ့အကုသိုလ်တရားတွေကိုလည်းကြောက်ရမှာဖြစ်တယ်အဲ့တော့ရှက်ချင်းဆက်ဆုပ်ခြင်းနဲ့ကြောက်လန့်ခြင်းအဲ့ဒီတရားတွေကိုယ့်ရင်ထဲမှာရှိနေပြီဆိုရင်ကိုယ်ဟာမဟုတ်တာမလုပ်တဲ့လူဖြစ်သွားပြီနော်မဟုတ်တာမလုပ်တဲ့လူဖြစ်ရမယ်မမှန်ကန်တဲ့အလုပ်တွေတစ်ဖက်သားဒုက္ခရောက်မဲ့အလုပ်မျိုးတွေဆိုးရုပ်တဲ့အလုပ်တွေမှန်သမျှကိုယ့်ရင်ထဲနှလုံးထဲမှာမဖြစ်ရအောင်ကိုချင်းသီလကောင်းမွန်အောင်ဒီဟိရိဩတ္တပဆိုတဲ့ဒီတရားနှစ်ပါးကိုယ့်ရင်ထဲမှာရှိနေအောင်ကြိုးစားအထောက်အမယ်ဒါအမှန်တရားပဲနော်ကိုယ့်ရင်ထဲမှာဟိရိဩတ္တပနဲ့ကာကွယ်ထားလိုက်လို့ရှင်အကုသိုလ်မဖြစ်တော့အကုသိုလ်မဖြစ်ရင်ဆိုးကျိုးကိုမခံရဘူးမတည့်တာမဆိုင်ရင်ယောဂမရဘူးမတည့်တာဆိုင်ရင်ယောဂရသွေးတူယောဂရှိပါတယ်ဆိုမှဒူရင်သည်ကြိုက်တယ်အငန်နေကြိုက်တယ်ငပိရည်တွေတောက်တယ်ဆိုရင်ဒါဆိုကြဖြစ်မှသိကြတယ်လေအဲ့တော့ငပိရည်ရဲ့အန္တရာယ်ကိုလည်းသိပြီးတော့ဩငါသွေးတူရှိတယ်ငပိရည်တောက်လို့မဖြစ်ဘူးဩရှောင်တာအကုသိုလ်ကိုလည်းအဲ့တိုင်းပဲရှောင်ရမယ်လို့ဆိုလို့လုပ်ရင်ဖြစ်မှာပဲလေမကောင်းတာဖြစ်လာမှာဒါကြောင့်မို့ဟိရိဩတ္တပဆိုတာကိုယ်တဏ္ဍမှာမကောင်းတာတွေမဖြစ်ရလေအောင်ရှောင်ကျဉ်ဖို့ဒီနှစ်ခုဟာကိုယ့်အတွက်ခန္ဓာတဖွဲကိုယ့်ရဲ့နှလုံးထဲမှာထားမှာဒါအမှန်တရားသူများတော့အာမကိုနဲ့ကိုယ့်ရဲ့ထဲမှာဟိရိဩတ္တပဆိုတဲ့ခုခံကာကွယ်နိုင်တဲ့ကိုချင်းတရားကိုခုခံကာကွယ်နိုင်တဲ့ဒီတရားနှစ်မျိုးအသိဉာဏ်ကိုယုံကြည်တဲ့တတ္ထာထိုယုံကြည်မှုကိုခြေခံပြီးတော့မလုံးတဲ့နာတွေဆက်ဆုပ်တဲ့ဟိရိမလုံးတဲ့အကျိုးလုံးလို့ရလာမဲ့အကျိုးဆက်တွေကိုကြောက်တဲ့ဩတ္တပဒီတရားတွေရှိခြင်းအပြင်ကိုဟာကိုချင်းသီလပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်ကိုရရှိသွားနိုင်တယ်တဲ့နောက်တစ်ခုကဘာလို့တော့လို့ဆိုဘဟုတုတ္တလူလောကမှာချီးပွားတိုးတက်ဖို့ဒီလောက်လေးနဲ့မရသေးဘူးဘဟုတုတ္တဆိုမှန်ကန်တဲ့ကောင်းကျိုးချမ်းသာကိုလမ်းဖွင့်ပေးတဲ့စာပေတွေဟောပြောမှုတွေတရားဓမ္မတွေ
သင်ယူရမယ်နားထောင်ရမယ်စာအုပ်တွေဖတ်ရှုရမယ်အဲ့ဒီရှင်တဲ့နှလုံးထဲမှာမြတ်စွာဘုရားဘာဆုံးမသလဲဆိုတဲ့အဆုံးအမတရားတွေသူတော်ကောင်းတွေဘာဆုံးမသလဲဆိုတဲ့အဆုံးအမတရားတွေကိုယ့်ရင်ထဲမှာနာယူမှတ်သားထားဖို့လိုအပ်တယ်နာယူမှတ်သားထားရမယ်စဉ်းစားရမယ်အဓိပ္ပာယ်သိအောင်ကြိုးစားရမယ်ဟောပညာအကြောင်းအရာတွေများစွာသိအောင်ကြိုးစားဒါဟာလောကကောင်းကျိုးပြုမဲ့ပညာရပ်တွေကိုတော့တက္ကသိုလ်တွေတက်ပြီးတော့ University တွေ College တွေမှာသွားပြီးသင်ရတယ်လေကိုယ်နိုင်ငံမှာတွေမလုံလောက်လို့နိုင်ငံခြားသွားပြီးတော့ကျောင်းနေကြတယ်ဒါပါတော့တုတ္တဘောဓုတ္တဆိုတာအတွက်ဘောဓုတ္တမရှိဘူးဆိုလို့ရှိရင်ဆိုးကျိုးတွေကဘလို့ဖြစ်တာလျှက်စစ်မီးချိုးဟာဓာတ်လိုက်တတ်တယ်လို့မသိလို့သွားကြိုင်သိမှာပဲဒါဓာတ်လိုက်ပြီးသိတာပဲဒါမသိခြင်းရဲ့အဖြစ်ပဲနော်သိတဲ့ပုဂ္ဂိုလ်ကရှောင်တယ်လေလူတယောက်ဓာတ်လိုက်နေတယ်သူ့သွားကြိုင်ရင်ကိုယ်လည်းဓာတ်လိုက်မယ်ဆိုတာသိရင်လည်းနဲ့မကြိုင်ဘူးဟောဘယ်ရာပဲဖြစ်ဖြစ်သိနေသိအောင်လုပ်ရမယ်လူသုံးကုန်ပစ္စည်းတွေကစပြီးကုန်သိအောင်အဲ့ဒါကိုအကျိုးပြုတဲ့အကြောင်းအရာတွေမှန်သမျှသိအောင်လုပ်သူတော်ကောင်းတရားတွေကိုလည်းသိအောင်လုပ်ဥပမာသီလဆိုတာဘာကြောင့်စောင့်သုံးသင့်လဲသီလရဲ့အကျိုးကဘယ်လိုရှိတယ်ဥပုသ်ဆိုတာဘာကြောင့်စောင့်သုံးသင့်လဲဥပုသ်ရဲ့အကျိုးကဘာလဲဆိုတာအစစရရသိနေအောင်ကြိုးစားတာဘောဓုတ္တဘောဓုတ္တရှိအောင်ကြိုးစားဘောဓုတ္တရှိဖို့အတွက်တရားနာရတယ်စာဖတ်ရတယ်စာဥစာရနေလေးလာဖတ်ရှုရမယ်အဲ့ဒီကရလာတော့မှသုတ္တများလေလူဟာအတွေ့အကြုံနေမှတ်သားပွဲရတယ်များလာလေဒီလိုဖြစ်မှာဒါကြောင့်မို့လို့ကိုယ့်ရင်ထဲမှာအမှန်တရားဆိုတာဘောဓုတ္တရှိခြင်းဟာလည်းပဲအမှန်တရားတစ်ခုပဲနောက်တစ်ခုကဘာလို့ဆိုကျိုးပန်းအထောက်မှုကျိုးပန်းအထောက်မှုဆိုတာစီးပွားရေးအတွက်ကျိုးပန်းတာလဲကျိုးပန်းတာပဲစာဝတ်နေပြည့်စုံအောင်ကျိုးပန်းတာပဲသို့တော့ငါတို့ဟာနေ့စဉ်နဲ့အမျှစာဝတ်နေရေးဆိုတဲ့အလုပ်တွေကြီးလုပ်နေလို့မဖြစ်သေးဘူးဘဝဆိုတာထာဝရမဟုတ်ဘူးတခဏမျှသာဖြစ်တယ်အနာဂတ်အတွက်လည်းတို့တွေပြင်ဆင်ရမှာဖြစ်တယ်ကိုယ့်ရင်ထဲမှာဘာတွေဖြစ်တယ်ဆိုတာလဲကျွတ်တင်သိရမှာဖြစ်တယ်မျက်စိနှလုံးမိတ်သွားလို့သေဆုံးခြင်းရဲ့နောက်မှာဘာဖြစ်မဲ့ဆိုတာလဲကျွတ်တင်ပြီးတော့ပြင်ဆင်ရမယ့်အရာတွေပဲဖြစ်အားလုံးကိုယ်ရှိကသေသွားကြတာတွေအများကြီးပဲလေသေသွားရင်တော့အကုန်ထားခဲ့ရတယ်ဆိုတာသိကြတယ်ယာဓုတွေဘလောက်အပွင့်တွေကြီးထားခဲ့ရမှာဘလောက်ယာဓုတွေကြီးထားခဲ့ပစ္စည်းဥစ္စာတွေဘလောက်ချမ်းသာသေသွားရင်ထားခဲ့ဘာတစ်ခုမှယူသွားလို့မရဘူးနော်ယူသွားလို့မရမသေးခင်စိတ်နဲ့ကကြည်ဝင်းနေအောင်ပန်ထားလဲပြီးထားခဲ့ရမထားလဲဖြုတ်ယူလိုက်ကြမှာပဲဒါအဲ့တော့သိချာကိုယ်နဲ့တစ်ခုမှပါမဟုတ်ဘူးအဲ့တော့ကိုယူသွားလို့ရမယ့်ဟာကိုလည်းတစ်ဖက်ကတတိထားပြီးဆောင်ကို့မှာဘာပါတော့ဘာယူလို့ရမလဲခေါဏလို့ရှင်ထဲမှာမှတ်တမ်းတင်လိုက်တဲ့ CCTV ကမှတ်တမ်းတင်ထားတဲ့ပုံရိပ်တွေသာလင်ကိုရမှာဖြစ်တယ်အဲ့တော့ကောင်းတဲ့ပုံရိပ်တွေများစုဆောင်မှုလိုအပ်တယ်ပေါ့ကောင်းတဲ့ပုံရိပ်တွေများစုဆောင်မှုမကောင်းတဲ့ပုံရိပ်တွေဖယ်ရှားဖို့ကြိုးစားအထောက်မှုကိုလုံလဝိရိယလို့ခေါ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားဟောထားတဲ့တည်းပဲအာရထဝိရိယအရေးကြီးတာမင်းကြိုးစားအထောက်ရမယ်ကြိုးစားအထောက်ဆိုတဲ့နေရာမှာတကယ်ဘဝအတွက်အရေးကြီးတဲ့ကြိုးစားအထောက်မှုဆိုတာကိုယ်ရင်နဲ့နှလုံးထဲမှာမကောင်းတဲ့စိတ်ပုတ်စိတ်ယုတ်တွေမဖြစ်အောင်ကြိုးစားအထောက်ဖြစ်လာရင်ဖယ်ရှားဖို့ကြိုးစားအထောက်ကောင်းမြတ်တဲ့မြင့်မြတ်တဲ့စိတ်နေသဘောထားတွေမဖြစ်သေးအောင်ဖြစ်အောင်ကြိုးစားအထောက်ဖြစ်ပြီးရင်တိုးတက်လာအောင်ကြိုးစားအထောက်ဥပမာမယ်ခဏခဏစိတ်တူတတ်တယ်ဒေါသထွက်တယ်ဆိုရင်အဲ့ဒီဒေါသမထွက်အောင်ကြိုးစားလက်ခံမနေနဲ့ဒေါသကိုကိုဒေါသကိုကိုဟုတ်ထင်ပြီးလက်မခံနဲ့
ဒေါသလက်ခံမှများလို့ရှင်စိတ်ခဏခဏတူတဲ့လူရဲ့မျက်နှာမှန်နေမှကြည်ကြည်ပေါ့အယုတ်ဆိုးကြည်တန်တယ်နောက်ဘဝကျတော့လေအယုတ်ဆိုးကြည်တန်ငိုရွေးရည်ရွေးမရသောမျက်နှာမျိုးကြီးပိုင်ရှင်ဖြစ်သွားတတ်တယ်အဲ့ဒါအယုတ်ဆိုးကြည်တန်တဲ့မျိုးဖြစ်သွားတယ်အဲ့တော့ဒေါသဆိုတာကိုယ့်ရင်ထဲမှာကြာကြာမွေးမထားရဘူးဖြစ်လာလို့ရှိရင်နောက်မဖြစ်ရအောင်ဆိုပြီးတော့ထားမေတ္တာဆိုတဲ့တရားဟာကိုယ်တဏ္ဍာမှာဖြစ်ဖူးရင်ဒီတိုးတက်များပြားလာအောင်ဘယ်သူကမှမုန်းတီးတယ်ဆိုတဲ့မจิตတဘူးဆိုတာမရှိရအောင်မေတ္တာတရားကိုတော့တိုးပေါင်းကြိုးစားခြင်းအဲ့ဒါကိုအာရထဝိရိယပြည့်ပြည့်စုံတဲ့လုံလဝိရိယလို့ခေါ်တယ်ဒါလည်းလှုပ်တဲ့လှုပ်ထိုက်တဲ့အရာတစ်ခုဖြစ်တယ်အဲ့ဒီလိုကြိုးစားအထောက်ထားမှကိုယ်မှပုံရိပ်ကောင်းနေရလောကလူတွေဟာပုံရိပ်မကောင်းကြတာတွေကများတယ်ဘာကြောင့်လို့ဆိုရင်လူချင်းဆက်ဆံတဲ့အခါမှာမေတ္တာကိုအခြေမခံနိုင်လို့ရှိရင်ဘာတွေဖြစ်ဒေါသနဲ့တကွေ့တွေ့မဲ့ဆိုတာတွေနဲ့ဆက်ဆံနေကြလူတယောက်ဒုက္ခရောက်အောင်လုပ်တယ်ရောက်နေတဲ့လူကိုလည်းပဲပို့ရောက်အောင်လုပ်တယ်တယောက်ကြီးပွားသွားရင်လည်းပဲမနာလိုတဲ့အိတ်သာ jealousy တွေများလာပြီးတော့လူတယောက်ပျက်စီးအောင်လုပ်တယ်အဲ့ဒီလိုစိတ်တွေသဘောထားတွေဟာမှားယွင်းနေကိုယ့်ရင်ထဲမှာဘု து အပေါ်ပဲဖြစ်ဖြစ်ကောင်းကျိုးလိုလားတဲ့ကြီးပွားစေခြင်းနဲ့မေတ္တာရှိရအဲ့ဒီမေတ္တာရှိခံပြီးကိုကဘု து အပေါ်မှာပဲဖြစ်ဖြစ်မေတ္တာထားနိုင်ပြီကိုထားတဲ့ပုဂ္ဂိုလ်မေတ္တာထားတော့လေပုဂ္ဂိုလ်တူတယောက်ဟာခက်ခဲတွေကြုံလို့ဒုက္ခတွေတွေ့နေတယ်ဆိုရင်အကျဉ်းနာဆိုတဲ့ကရုဏာထားနိုင်အောင်မထားနိုင်ရင်ချင်းထက်ပြီးတွန့်ပစ်တာမျိုးဖြစ်တတ်တယ်ကိုကြီးပွားစေခြင်းတဲ့ပုဂ္ဂိုလ်တယောက်ဟာသူစ조사လို့ဖြစ်စေခွင့်ရေးကောင်းလို့ဖြစ်စေကြီးပွားတိုးတက်သွားလို့ရှိရင် jealousy မဖြစ်နဲ့ appreciative joy ဆိုနော်သူစာနာထောက်ထားပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်နေရမယ်လူတယောက်အောင်မြင်သွားရင် congratulation လုံးနိုင်ရမယ်နော်မခေါ်နိုင်မပြောနိုင်မဖြစ်စေရအောင်မြင်သွားရင်ဝမ်းသာပါတယ်လို့ပြောနိုင်ရတကယ်လဲဝမ်းသာရအဲ့လိုမဟုတ်လို့ရှိရင် jealousy ဖြစ်တယ်နောက်တစ်ခါလူတူတယောက်ရဲ့အပြစ်အနာစာကိုတေးမှတ်ထားလို့ရှိရင်သိခံခြင်းခွင့်လွှတ်ခြင်းဆိုတာမရှိရင်တကွေ့တွေ့မယ်ဆိုတဲ့ဟာနဲ့တွေ့လဲတွေ့ရောလှုပ်တာမဟုတ်တာလှုပ်တတ်တယ်အဲ့ဒါကြောင့်မို့ဥပိ္ပခာဆိုတဲ့သူ့ရဲ့အပြစ်ပေါ်မှာလစ်လျူရှုထားပြီးသိခံခြင်းခွင့်လွှတ်ခြင်းနဲ့ဆက်ဆံကျင့်သုံးမှုနေထိုင်ရမယ်လို့သူတို့ဆိုလိုတယ်အဲ့တော့ဒီတရား၄ပါးဟာလူကိုမြင့်မြတ်စေတဲ့တရားဖြစ်သောကြောင့်ဗြဟ္မစုတရားမြင့်မြတ်တဲ့နေထိုင်ခြင်းဖြစ်သောကြောင့်ဗြဟ္မဝိဟာရတရားလို့တမန်တရားမဟုတ်ဘူးမေတ္တာကရုဏာမုဒိတာဥပေက္ခဖရာလောင်းနေဟာမေတ္တာပါရမီဖြည့်ရတယ်ဥပေက္ခပါရမီဖြည့်ရတယ်ဒါမှဖရာဖြစ်တယ်အဲ့တော့မေတ္တာနဲ့၄ကျင့်ဥပေက္ခ၄ကျင့်တစ်ဖက်သားပေါ်မှာအဲ့ဒီမွန်မြတ်တဲ့စိတ်တွေသဘောထားတွေထားနိုင်အောင်ကြိုးစားအထောက်ခြင်းဆိုတဲ့လုံလဝိရိယလောက်အောင်မှာဖြစ်တယ်မဖြစ်ဖြစ်အောင်ကြိုးစားတာလောက်အောင်အဲ့ဒါဟာမှန်ကန်တဲ့တရားတစ်ခုပဲမကြိုးစားရင်ဘာတစ်ခုမှမရဘူးစာဝတ်နေတစ်ခုတည်းပဲကြိုးစားနေရင်စားသမျှကပဲရောက်သွားတော့နောက်ဆုံးမှတွိုင်းလက်ထဲမှာသွားဆောင်အလုံးဟာကိုရှာတဲ့ပစ္စည်းတွေဒီထားခဲ့ရတဲ့ပစ္စည်းတွေကြီးပဲဖြစ်တယ်ကိုယ့်အတွက်ဘာမှပါမသွားဘူးဒါကြောင့်ပါသွားမဲ့အတွက်လည်းပဲကြိုးစားရမယ်လို့ဆိုလို့တယ်အကုသိုလ်ကိုရှောင်ဖို့ကြိုးစားရမယ်ကုသိုလ်လုပ်ဖို့ကြိုးစားရမယ်ဒီကြိုးစားမှုနှစ်ခုမပါမဖြစ်အောင်ကြိုးစားအထောက်ဖို့လိုအပ်တယ်ဒါမှကိုယ့်အတွက်ချမ်းသာဒုက္ခဆိုတာရနောက်တစ်ခုကဘာလို့ဆိုတတိခုနပြောတဲ့ mindfulness
အာယုံစူးစိုက်မှုဆိုတဲ့တတိဟာရှိရအာယုံစူးစိုက်မှုတတိမရှိရင်ဘာတစ်ခုမှကိုရလိုက်မှာမဟုတ်ဘူးနော်အရာရာကိုတတိမထားတတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာပညာဆိုတာလည်းဖြစ်မလားပညာဆိုတာတတိရှိမှဖြစ်တယ်တတိမရှိရင်မဖြစ်ဘူးတတိကဘာနဲ့တူတော့ဆိုရင်မှန်နဲ့အလားတရတူတယ်လူတွေဟာကိုယ့်မျက်နှာမှာဘာရှိတယ်မရှိဘူးဆိုတာမှန်ထောင်ကြည့်မှသိတယ်ထို့တူပဲကိုယ်တဏ္ဍာမှာကိုယ်စိတ်ထဲမှာဘာတွေဖြစ်တယ်ဆိုတာကိုသိဖို့အတွက်တတိရှိမှသိတယ်နော်ဒါကြောင့်တတိနဲ့မှန်ထောင်ကြည့်တယ်လို့တတိနဲ့စူးစိုက်မှုလုပ်ရမယ်ပြီးပြီဆိုတဲ့အခါမှာပညာနဲ့ဆင်ခြင်သုံးသပ်မှုဆိုတာလာတယ်တတိကမပြရင်ကိုယ်မျက်နှာမမြင်ရဘူးမမြင်ရသည့်အတွက်ကြောင့်မှန်ထောင်မပြရင်မျက်နှာမမြင်ရဘူးမမြင်ရတော့မျက်နှာဘာရှိတယ်ဆိုတာမသိဘူးထို့တူပဲကိုယ်ရင်နဲ့နှလုံးထဲမှာတတိကအာယုံစိုက်ပြီးတော့မပေးဘူးဆိုရင်ပညာကမသိနိုင်ဘူးတတိနဲ့ပညာဟာကိုယ်အလုပ်ပဲကိုယ်လုပ်တာတတိကတတိအလုပ်လုပ်တယ်ပညာကပညာအလုပ်လုပ်တယ်နော်သူ့အလုပ်နဲ့ကိုယ်အလုပ်တခြားစီတတိမပိုင်ရင်ပညာကမဖြစ်ဘူးလမ်းသွားတာပဲကြည့်ကိုယ်လုပ်တဲ့စာကိုယ်ကိုစဉ်းစားကြည့်လိုက်လမ်းသွားတာလူတွေကပြောကြတယ်မင်းလမ်းသွားတာဘာနဲ့သွားခြေထောက်နဲ့သွားတာဟုတ်တယ်ခြေထောက်ကသွားတာမျက်စိကဘာလုပ်တော့လမ်းကြည့်ပေးတယ်မျက်စိကခြေထောက်လို့သွားနိုင်လားဆိုတော့သွားနိုင်ဘူးသူကကြည့်ပေးတာသူတောင်းခြေထောက်ကရောမျက်စိမပါဘဲနဲ့မြင်လို့ရလားဆိုမမြင်ဘူးခြေမျက်စိကအလကားပဲဘာမှမြင်မှမဟုတ်ဘူးเนาะအဲ့တော့မျက်စိကကြည့်ပေးပြီးတော့ခြေထောက်ကရှောက်လှမ်းတာကျန်တဲ့ခန္ဓာကိုယ်ကကိုယ့်ကိုယ် balance ဖြစ်အောင်ထိန်းပေးတာပူပေါင်းဆောင်ရွက်လိုက်မှဖြစ်တာမျက်စိမရှိရင်လည်းမဖြစ်ဘူးခြေထောက်မရှိရင်လည်းမဖြစ်ဘူးခြေထောက်အလုပ်ကိုလည်းမျက်စိကမလုပ်နိုင်ဘူးမျက်စိအလုပ်ကိုလည်းခြေထောက်ကမလုပ်နိုင်ဘူးအဲ့တိုင်းပဲတတိနဲ့ပညာတတိအလုပ်ကိုပညာလုပ်လို့မရဘူးပညာအလုပ်ကိုတတိကလုပ်လို့မရဘူးသူဟာနဲ့သူလုံးဝနှစ်ခုစလုံးပူးပေါင်းဆောင်ရွက်မှအမှန်ကန်သိရှိမှုဆိုတာရတယ်ဒါကြောင့် equally important ဆိုတာအဲ့ဒါပြောတာနှစ်ခုစလုံးအရေးကြီးတယ်တစ်ခုတည်းအရေးကြီးတာမဟုတ်ဘူးဘယ်ရာပဲဖြစ်ဖြစ်အဲ့လိုပဲဒါသေးသေးချာချာစဉ်းစားကြည့်အဲ့ဒါကြောင့်လို့တတိဆိုတာအရေးပါတယ်ဒါကြောင့်ကိုယ့်အမြဲတမ်းနေစနဲ့အမြဒီကနေ့မနေ့မိုးလင်းတဲ့အချိန်ကစပြီးညနေထိအောင်ငါရင်ထဲမှာကုသိုလ်စိတ်ဖြစ်ကြလားငါးပါးသီလရောငါလုံးရလားငါးပါးသီလကျူးလွန်ဖော်ပြတာရှိသလားနော်ကိုလုံးနေကြအလုပ်တွေကိုဆင်ញင်သုံးသပ်ပြီးတော့ကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်လားဆင်ញင်သုံးသပ်ပြီးတော့တတိကရှုပေးတော့မှပညာကနေကောင်းမကောင်းဆုံးဖြတ်ပေးမှာဖြစ်တယ်တတိကိုကရှုမပေးဘူးဆိုရင်ပညာကောင်းမကောင်းမဆုံးဖြတ်နိုင်ဒါကြောင့်တတိရှိဖို့အရေးကြီးပါတယ်တဲ့နောက်အရေးချင်းတစ်ခုကပညာတတိနဲ့တွဲဖက်ပြီးတော့လာတယ်ပညာအဲ့ပညာမှာအခြေခံအနေစပြောမယ်ဆိုလို့ရှိရင်ကမ္မတက္ကတပညာကိုလှုပ်တာကိုနဲ့သက်ဆိုင်တယ်ဆိုတဲ့အတိဟာအရေးကြီးတယ်ပေါ့ကိုလှုပ်တာကိုတာဝန်ယူရမယ်တာဝန်ယူခြင်းသည်ဖြစ်စေမယူခြင်းသည်ဖြစ်စေကိုလှုပ်တာကိုနဲ့သက်ဆိုင် responsibility ခေါ်တယ်နော်ကိုတခုဘိုင်းနာတဲ့အစားအစာစားလိုက်ရင်ဒီပြင်လူသွားဘိုင်းနာမှာမဟုတ်ဘူးကိုယ်ပဲနာမှာပဲဝန်းလျှောတဲ့အစားအစာတစ်ခုစားလိုက်ရင်ကိုယ်ပဲဝန်းလျှောမှာသူများလျှောမှာမဟုတ်ဘူးလေမကောင်းမှုအကုသိုလ်လဲကိုလှုပ်လို့ရှိရင်ကိုယ်ပဲခံမှာသူများခံမှာမဟုတ်ဘူးဘယ်ဖရာသခင်ကမှဝင်ပြီးခံမှာမဟုတ်ဘူးခံမယ်လို့ထင်နေရင်လည်းမှားနေပြီဒါမှတ်ပဲနော်ကိုလှုပ်ရင်ကိုယ်ပဲခံရတာဒါသဘာဝတရား
အဲ့တော့ပညာလို့ဆိုတာကောင်းတာလို့ရင်ကောင်းတာဖြစ်တယ်မကောင်းတာလို့ရင်မကောင်းတာဖြစ်တယ်ကိုလို့သမျှဟာကိုယ့်ရဲ့ပုံရိပ်တွေဟာကောင်းတဲ့ပုံရိပ်မကောင်းတဲ့ပုံရိပ်တွေဟာကိုယ့်ရဲ့ထဲမှာရောက်တယ်ဒီပုံရိပ်တွေအားလျော်စွာကိုဟာကောင်းကျိုးဆိုးကျိုးကိုခံရမှာဖြစ်တယ်စံရမှာခံရမှာဖြစ်အဲ့ဒီအမြင်ကိုကမ္မတက္ကတာသမ္မာဒိဋ္ဌိမှန်ကန်တဲ့အမြင်လို့ဒီလိုခေါ်တယ်အေးမှားတဲ့အမြင်တွေမရှိဘူးလားဆိုတချို့ကပြောတယ်မကောင်းတာလုပ်တဲ့လူတွေကြီးပွားနေတယ်ကောင်းတာလုပ်တဲ့လူတွေမကြီးပွားဘူးလို့အပေါ်ယံကြောလေးတွေးပြီးတော့လေလူတွေကပြောတတ်ကြတယ်အမှန်ကမကောင်းတာကကောင်းကျိုးပေးတယ်ဆိုတာမရှိဘူးကောင်းတဲ့အလုပ်ကဆိုးကျိုးပေးတယ်ဆိုတာလည်းမရှိဘူးတခဏအတွင်းမှာကောင်းကျိုးဆိုးကျိုးခံနေရခြင်းသည်အခုလောလောဆယ်လုပ်နေတဲ့ကံနဲ့မဆိုင်သေးဘူးမယုတ်သည်ဆိုတာတော့အခုဆိုင်ရင်အခုစတ်တယ်ကံကအခုလုပ်အခုကြိုးပေးတာမရှိဘူးအဲ့လိုကြိုးပေးရင်လေလူတွေကခေါင်းမြုပ်မြုပ်ပြောင်းနေမှာပဲလေခွေးဖြစ်စေတတ်တဲ့အလုပ်လုပ်ရင်သူကအမီးကြီးပေါက်ပြီးခွေးကောင်းကြီးတက်မှာပေါ့အဲ့လိုလည်းမလုပ်သေးဘူးဒီမှာလူကိုဖြစ်စေတတ်တဲ့ကုသိုလ်ကံကလူဘဝကိုအဆုံးမသတ်သေးရင်နောက်လူကဝင်လို့မရဘူးဒါနော်နောက်ကံကဝင်လို့မရဘူးကံတစ်ခုကအကျိုးပေးနေတဲ့အချိန်မှာနောက်ကံကဝင်လို့မရဒီကံရဲ့အကျိုးကိုဖြတ်တောက်ပြီးမှနောက်ကံဆိုဝင်လာတာရှေ့ကရာထူးတစ်ခုမှာကိုယ်ရှေ့ကလူရှိနေနောက်လူဝင်လို့မရဘူးလေနောက်လူဝင်လို့မရကုသိုလ်ကံအကုသိုလ်ကံဆိုတော့လေရှေ့ကတစ်ခုရှိနေဝင်လို့မရသေးဘူးအဲ့ဒါကြောင့်ကောင်းတာလုပ်လဲရုပ်တရက်ကောင်းကျိုးမရသေးတာတို့အခိုက်အတန့်ဆိုးတာလုပ်ပြီးရုပ်တရက်ကောင်းစားနေသေးတာတို့အခိုက်အတန့်နေတာအတိတ်နဲ့သက်ဆိုင်တတ်တယ်အစစ်အမှန်ကတော့မျိုးစေ့နဲ့အလားတရံတူတယ်ဓမ္မစေ့ဆိုင်ရင်ဓမ္မပင်ပဲပေါက်မယ်တရက်ပင်မပေါက်ဘူးတရက်စေ့ဆိုင်ရင်တရက်ပင်ပဲပေါက်မယ်ဓမ္မပင်မပေါက်ဘူးကောင်းတာလုပ်ရင်ကောင်းကျိုးရမယ်မကောင်းတာလုပ်ရင်မကောင်းကျိုးရတယ်ကမ္မတက္ကတာသမ္မာဒိဋ္ဌိအဲ့ဒီအမြင်ဟာအရေးကြီးတဲ့အမြင်ပဲဒီတဲ့မြတ်စွာဘုရားဟောကြားတဲ့အမြင်ကဒီတဲ့အစင်မြင့်တဲ့အမြင်ကိုတခါဟောတယ်။ဘာလဲလို့ဆိုရင်လောကကြီးမှာဘယ်အရာမှထာဝရမဟုတ်ဘူးအလုံးဟာတခဏမျှတာဖြစ်တယ်ဆိုတဲ့အမြင်ဟုတ်တယ်လေတစ်ချိန်တုန်းကမြောင်းမြဆိုတဲ့မြို့ကြီးမှာအုပ်ချုပ်နေတဲ့လူကလောက်ဖြားလို့ခေါ်တယ်အခုအဲ့ဒီလူပဲရောက်သွားမြောင်းမြစားလောက်ဖြားဆိုတာနော်ရှားဆွဲနေတဲ့မှာပါတယ်လေတော့အစဉ်အဆက်မြောင်းမြမြို့ကြီးကိုအုပ်ချုပ်လာတဲ့လူတွေအခုမရှိတော့ဘူးလေမရှိတော့ဒီနေရာဟုတ်ရှိတော့ကြတဲ့အဲ့တော့ဒီလောကကြီးမှာထာဝရဆိုတာမရှိဘူးတခဏလေးတွေကြီးပဲခုနောက်အနှစ်တရာကြာရင်ဒါတွေပျောက်ကွယ်သွားမဲ့ဟာတွေအများကြီးပဲရှိမယ်အဲ့တော့ ever changes အမြဲတမ်းပြောင်းလဲနေတဲ့လောကကြီးကိုရောမပြောင်းဘူးလားပြောင်းတာပေါ့တနေ့ပြီးတနေ့လူတွေဟာအိုမင်းလာတယ်နောက်ဆုံးယောဂရတယ်သိဆုံးရတယ်အဲ့ဒီပြောင်းလဲနေတဲ့သဘောကိုခေါင်းနဲ့ရအောင်စဉ်းစားဖို့လိုတယ်မစဉ်းစားရင်မသိဘူးစဉ်းစားမှသိတယ်အဲ့ဒီအသိကဘာအကျိုးရှိလို့လဲရှိတယ်အဲ့ဒီအသိမရှိသည့်အတွက်ကြောင့်လူတွေဟာဘဝကိုတွေ့တာနေကြတာတတ်မဲ့နေကြတာကိုယ်ကိုတွေ့တာတော့တွေ့တာစရာတွေထပ်ရှားတယ်တွေ့တာစရာတွေကပေါ်လာတယ်တွေ့တာမှုတွေကဒါဖြင့်တွေ့တာမှုတွေနဲ့နေရရင်ပြောစရာကြီးလားတန်ရောစင်ကြီးရတာပြောစရာကြီးလားဆိုဘယ်အောင်လဲငိုစရာကြီးပဲတန်ရောစင်ကြောင်းပြုတ်ပြီးရင်ထဲမှာပူစာတဲ့တောကဖြစ်ရတဲ့ငိုရတယ်ဆိုတာတန်ရောစင်တွေ့တာမှုကိုကြောင်းပြုတ်တာ
တွေ့တာမှုချီလီလီတောကချီလီတောကဆိုတာရင်ထဲကပူလောင်နေတဲ့အရာတစ်ခုစိတ်ခံစားမှုပြင်းထန်တဲ့အရာအဲ့ဒါဟာတွေ့တာမှုကလာတာအဲ့ဒီတွေ့တာမှုဆိုတဲ့အရာကိုဘာနဲ့ဖြတ်ရမလဲဆိုရင်ဘဝဆိုတာထာဝရမဟုတ်ဘူးတခဏမြတာဖြစ်တယ်အလုံးဟာပြောင်းလဲနေတဲ့အရာဖြစ်လို့တို့တွေဟာတွေ့တာနေလို့မဖြစ်ဘူးဆိုတဲ့အသိဟာဝိပဿနာဉာဏ်အသိဟာတွေ့တာမှုကိုဖယ်ရှားနိုင်တဲ့အသိပဲအဲ့ဒီအသိရှိမှတွေ့တာမှုကိုလျှော့ချနိုင်မယ်တွေ့တာမှုကိုလျှော့ချနိုင်မှရင်ထဲကတောကဆိုတာလျှော့ချနိုင်တယ်အဲ့ဒီလိုအသိမှမရှိဘူးဆိုလို့ရှိရင်တော့ရှင်ထဲကတောကတွေ့တာမှုတွေလောဘများနေတဲ့အခါမှာလူတွေဟာတန်တရားဝကလွတ်နိုင်စွာမရှိဘူးဒီထဲမှာပဲတွေ့လိုက်တောကဖြစ်လိုက်နဲ့အဖြေမထုတ်နိုင်ပဲနဲ့ထွက်ပေါက်မရပဲနဲ့တဝဲလဲလဲဖြစ်နေနိုင်တယ်ဒါကြောင့်မို့နောက်ဆုံးမှာကိုယ့်ရဲ့ထဲမှာရှိရမယ့်တရားကတော့ပညာပဲအဲ့ဒီပညာဟာဝိပဿနာပညာလို့ခေါ်တယ်ဝိပဿနာသူများနဲ့မတူတဲ့အမြင်သို့မဟုတ်ထူးခြားတဲ့အမြင်မတူတဲ့အမြင်ဆိုတာတာမန်လူတွေကထာဝရလို့မြင်တယ်ကိုကထာဝရလို့မမြင်ဘူးတခဏလို့မြင်တယ်ဖြစ်ပြီးသားတွေဟာပြတ်သွားမှဖြစ်တယ်ဆိုတာကိုမြင်ရမယ်မြင်တဲ့အခါဘယ်ဟာမှမတွေ့တာဘူးတွေ့တာမှုတွေကိုလျှော့ချနိုင်တယ်လျှော့ချနိုင်ပြီဆိုရင်တောကလည်းလျှော့ချလေ့ကျင့်ကြည့်ကိုနေ့စဉ်နဲ့မြမနေ့အေးရထားရင်ကြည့်လိုက်ငါတည်းကြီးလာပြီသေဖို့တည်းနီးလာပြီမသိခင်ငါဘာလုပ်မလဲကောင်းတာတွေလုပ်ဖို့လိုအပ်တယ်ဆိုရင်အတွေးတွေတွေးပြီးတော့ကောင်းတဲ့လမ်းကြောင်းကိုနေ့စဉ်နဲ့အမျှထိတွေ့နေဖို့လိုအပ်တယ်ဒါကြောင့်နောက်ဆုံးအမှန်တရားကတော့ပညာပဲအလုံးပေါင်းလိုက်တဲ့အခါဘုန်းကြီးတို့လူတိုင်းအတွက်အမှန်တရားဆိုဒီမှာလူမျိုးမရွေးဘာသာမရွေးဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ယုံကြည်မှုဆိုဒီမှာတကူယုံကြည်တာမဟုတ်ဘူးပညာကိုယုံကြည်တာဖြစ်ရမယ်ဓမ္မလမ်းကြောင်းမှန်မယ်နံပါတ်1မကောင်းတဲ့အလုပ်ကိုဆက်ဆုပ်ရမယ်မကောင်းတဲ့အလုပ်ကြောင့်ဖြစ်ပေါ်လာမယ့်အကျိုးဆက်ကိုကြိုတင်မျှော်တွေးပြီးကြောက်ရမယ်ဟောကြိုတင်မျှော်တွေးပြီးတော့ကြောက်လန့်သူဖြစ်ရမယ်ပို့ပြီးတော့လောကကြီးရဲ့အကောင်းဆုံးကိုသိဖို့အတွက်ဘဟုတုတရှိသူဖြစ်ရမယ်လေ့လာရမယ်လိုက်စားရမယ်နံပါတ်5ကိုယ့်ရဲ့နှလုံးထဲမှာမကောင်းတဲ့စိတ်တွေကိုတွန်းထုတ်ဖယ်ရှားရမယ်ကောင်းတဲ့စိတ်တွေကိုလေ့ကျင့်မွေးမြူရဖို့ကြိုးစားရမယ်နံပါတ်6အာယုစူးစိုက်မှုတတိကိုလေ့ကျင့်ပြီးတော့တတိကောင်းအောင်ကြိုးစားရမယ်နံပါတ်9အကောင်းဆုံးအကြောင်းအကျိုးကိုခွဲခြားသိနိုင်တဲ့အသိပညာကံကံရေးအကျိုးကိုလက်ခံတဲ့အသိပညာဘယ်အရာမှမမြဲဘူးအလုံးဟာထာဝရတခဏမြတ်တာဖြစ်တယ်ဆိုတဲ့ဝိပဿနာသိတဲ့အသိဉာဏ်အဲ့ဒီ9ချက်ဟာလူတိုင်းရဲ့ရင်ထဲမှာဖြစ်နေတာမဟုတ်ဖြစ်အောင်ကြိုးစားရမယ့်အရာတွေဖြစ်တယ်လူတိုင်းအတွက်အမှန်တရားဆိုတာလူမျိုးမရွေးဘာသာမရွေးထညက်ဟာစားရင်ချိုးမယ်ဒီတရားတွေကလည်းလူမျိုးမရွေးဘာသာမရွေးလိုက်နာမယ်ဆိုရင်အကျိုးရှိမဲ့အရာတွေဒါဖြစ်တယ်ဆိုတာသိရှိဖို့လိုအပ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့သူတော်ကောင်းတရား9ပါးသို့မဟုတ်အမှန်တရား9မျိုးကိုယ့်ရင်နဲ့နှလုံးထဲမှာရောက်ရှိပြီးတော့ရောက်ရှိအောင်ကြိုးစားအားထုတ်ထားကြမယ်ဆိုလို့ရှိရင်ကိုဟာဘယ်တော့မှအောက်တန်းနောက်တန်းကြတဲ့ပုဂ္ဂိုလ်မျိုးမဖြစ်ဘဲနောက်ဆုံးမှာဆင်းရဲဒုက္ခတွေဟာအလုံးကလွတ်ကင်းသွားပြီးထာဝရချမ်းသာဒုက္ခကိုရရှိတဲ့ပုဂ္ဂိုလ်အဖြစ်ရောက်ရှိမှဖြစ်တယ်လို့ကိုယ်စီကိုအားကိုယုံကြည်ကြပြီးလေးစားစွာလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းမောဒရံပိဝေတဝါနဝိတာတဗ္ဗေတမုဟတာ
အာဇရမရာတိတိဘာဝောနိဗ္ဗာနံယန္တုသာရောဓမ္မောသရံလောဘဒေါသမောဟစိတ်တော်ကင်းပြောက်ကြည်အေးတရားစေကိုပိဝိတဝဝန္တာရွှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသတဗေပု္ပ္ပာညနောကိလေသာဆေယတောက်ဟုသမျှတို့သည်သမုဟတပိဉ္ကြဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေမရောက်အောင်ပဲဖြောင်းအကုန်သည်ဟောတုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသိခြင်းလဲရှင်းထသောတိတိဘောင်ကိလေသာဟုပုခတ်သိကင်းကြီးရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြုတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ရှန္တုပါရမီအစဉ်စဉ်မြင့်နေမြင့်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း